မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းရာကတော့လာတာမျိုးနဲ့ရွှေစင်ရွှေဆိုင်ဓမြအတိုင်းမို့ရွှေတဲ့ပစ္စည်းတွေနဲ့ငွေသားသိန်းထောင်ကြီးယူဆောင်သွားတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်တိုင်းလာတာမျိုးနဲ့အမှတ်3ရက်ကွယ်မဟာဗန္ဓုလလမ်းမှာရှိတဲ့ရွှေစင်ရွှေဆိုင်မှာဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းကဓမြတိုက်လူရက်မှုဖြစ်ပွားပြီးတော့ရွှေတဲ့ပစ္စည်းတွေနဲ့ငွေသားကျပ်သိန်း1000လောက်ပါသွားတယ်လို့ကနဦးသိရပါတယ်။မနက်ပိုင်း9နာရီလောက်မှာရွှေဆိုင်ဖွင့်ဖို့အတွက်ကားပေါ်ကနေရွှေတဲ့ပစ္စည်းတုပ်တွေချစင်မှာအမည်မသိလက်နက်ကင်ဆောင်ထားတဲ့အမျိုးသား2ယောက်ရောက်ရှိပြီးတော့လက်နက်ပြချင်းချောက်ကပစ္စည်းနဲ့ငွေသားကိုလူရက်တာဖြစ်တယ်လို့သိရပါတယ်။ရွှေဆိုင်အလူခံရမှုဖြစ်စဉ်နဲ့ပတ်သက်လို့လာတာရဲစခန်းကိုမေးမြန်းရကလည်းဖြစ်စဉ်ကတော့မှန်ကန်ကြောင်းပြောကြားပါတယ်။ဖြစ်စဉ်ကဟုတ်တယ်။လူရက်မှုပါအခုစုံစမ်းစစ်ဆေးဖို့သွားနေကြတော့ပဲဆိုတော့အသေးစိတ်တော့မသိရသေးပါဘူးလို့တာဝန်ကျအရှိတပ်ဖွဲ့ကဆိုပါတယ်။ရွှေတဲ့ပစ္စည်းတွေလူယူသွားတဲ့သူတွေကတော့ဆိုင်ကယ်နဲ့ရောက်လာပြီးတော့လူရက်သွားတာဖြစ်တဲ့ကြောင့်လက်ရှိမှာတော့ CCTV မှတ်တမ်းကိုလည်းစစ်ဆေးပြီးတော့ကျူးလွန်တဲ့သူတွေထွက်ပြေးသွားတဲ့လမ်းကြောင်းကိုရှာဖွေစစ်ဆေးနေတယ်လို့သိရပါတယ်။မြို့ထဲကဆိုင်ကယ်စီးခွင့်မရှိတဲ့နေရာမှာမနက်အစောဆိုင်ကယ်နဲ့လာပြီးလူတာဆိုတော့ဖမ်းမိမဲ့အခြေအနေတော့များမယ်ထင်တယ်။တစည်းရဲကို3ယောက်လာတာမှာတစ်ယောက်ကဆိုင်ကယ်နဲ့စောင့်နေပြီးတော့ကျန်တဲ့2ယောက်ကဝင်လူတဲ့ပုံစံမျိုးပါဒီရွှေဆိုင်ကဒီအချိန်လာပြီးဆိုင်ဖွဲ့နေကြဆိုတာကိုသိလို့သားနဲ့အခုလိုအချိန်အတိအကျနဲ့လှုပ်သွားတာပါလို့မျိုးကန်ကဆိုပါတယ်လက်ရှိအထိတော့ရွှေဆိုင်ဓမြတိုက်လူရက်တဲ့သူတွေကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်နိုဝင်ဘာ12ရက်တုန်းကလည်းပဲမန်းလေးတိုင်ပြင်ဦးလွင်မြို့နိုင်စင်နီးမှာရှိတဲ့အောင်စပယ်စိန်ရွှေရတနာဆိုင်မှာဓမြတိုင်းမှုဖြစ်ပွားပြီးတော့ဆိုင်လုံချိုရေးဝန်ထမ်းမျိုးသားတေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာ17ရက်တုန်းကလည်းပဲမွန်ပြည်နယ်တန်ဖြူစရဲမြို့မှာတော့ရွှေဆိုင်သိမ်းပြီးကားနဲ့နေအိမ်ကိုပြန်လာတဲ့ရွှေဆိုင်ပိုင်ရှင်ကိုနေအိမ်ရှိအရာမှာလက်နက်ပစ်ဖောက်ဓမြတိုက်ပြီးတော့ငွေသားနဲ့ရွှေတဲ့ပစ္စည်းတို့အပါအဝင်စုစုပေါင်းကျပ်သိန်း4000နီးပါးလူရက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ14ရက်ကလည်းရန်ကုန်တကုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာတော့အမှတ်34ရက်ကွယ်ဦးဝိစာရလမ်းမှာရှိတဲ့ရွှေစင်အကယ်ဒမီရွှေဆိုင်မှာဓမြအတိုက်ခံရပြီးတော့ဓမြတိုက်သူတွေကတယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ရွှေတွေလည်းပေါင်သွားဘူးလို့သိရပါတယ်။မတ်လ23ရက်ကလည်းရန်ကုန်မြို့ပပဲတန်းမြို့နယ်ဗန်နူလာလန်29လမ်းနဲ့လမ်း30ကြားမှာရှိတဲ့တိတ်ရှိန်ရွှေဆိုင်မှာဓမြအတိုက်ခံရပြီးတော့ရွှေတွေပစ္စည်းတွေလူရက်ခံရမှုဖြစ်ပွားခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့ဂျပန်ဝန်ကြီးချုပ်ဟောင်းအာဘေးကိုလှုပ်ကြံတပ်ဖြတ်တဲ့သူကကျင်းရည်သူမိသားစုကိုတောင်းပန်တဲ့ကြောင်းဖော်ပြပေးကြပါမယ်။ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေးကိုလှုပ်ကြံတပ်ဖြတ်တယ်လို့ဆွဆွဲခံရတဲ့သူကကျင်းရည်သူမိသားစုကိုပထမဆုံးပြန်လည်တောင်းပန်လာပါတယ်။ဝန်ကြီးချုပ်ဟောင်းအာဘေးကိုလှုပ်ကြံတပ်ဖြတ်မှုအတွက်အပြစ်ရှိတဲ့အကြောင်းစောစောပိုင်းကထွက်ဆိုထားတဲ့တီစုယာရှာမာကာမီကာအာဘေးရဲ့ဇနီးအာဂီအေအတွက်ရင်ထဲနှလုံးသားတွေကစိတ်မကောင်းဖြစ်တဲ့အကြောင်းဒီဇင်ဘာလ4ရက်ကတရားရုံးကိုပြောကြားလာပါတယ်။2022ခုနှစ်ဇူလိုင်လ22ရက်ကနိုင်ငံအနောက်ပိုင်းမြို့နာရာမှာပြုလုပ်ခဲ့တဲ့နိုင်ငံရေးဆိုင်ရာမဲဆွယ်ပွဲအခမ်းအနားအတွင်းယာမာဂါကီကလက်လုံလက်နက်နဲ့အာဘေးကိုပြစ်ခတ်ခဲ့တာပါ။အာဘေးဟာလက်နက်တန်ရာနဲ့အဲ့ဒီနေရာမှာစုံပါသွားတာဖြစ်ပါတယ်။အာဘေးတည်ဆုံးတာကြောင့်ကမ္ဘာတဝန်းထိတ်လန့်အံ့ဩခဲ့ရပါတယ်။အာဘေးဟာနိုင်ငံခြားရေးမှာစစ်ပွဲလိုမူဝါဒတွေချမှတ်လှုပ်ဆောင်တာနဲ့သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးမူဝါဒတွေကြောင့်လူသိများခဲ့သူဖြစ်ပါတယ်။ကျွန်တော်ကြောင့်သူတို့မိသားစု3နှစ်ခွဲလောက်ခန်းစားခဲ့ရတယ်။ကျွန်တော်မှစင်ကြေးပေးစရာမရှိဘူးလို့ယာမာကာမီကတရားရုံးကိုဒီဇင်ဘာ4ရက်မှာပြောကြားခဲ့တဲ့ကြောင်းဂျပန်မီဒီယာတွေမှာဖော်ပြလာပါတယ်။ယာမာကာမီကသူ့ရဲ့မိခင်နဲ့သူ့ရဲ့ဆွေမျိုးသားချင်းတွေကိုမွဲပြကြစီခဲ့တဲ့ပေါင်းစည်းရေးဖျားเจ้าကိုအာဘေးကအာဘေးအမြောက်လုပ်တာကြောင့်လွတ်ကြံတပ်ဖြတ်ခဲ့တာဖြစ်တယ်လို့စုံစမ်းစစ်ဆေးတဲ့သူတွေကိုပြောဆိုထားပါတယ်။ယာမာကာမီရဲ့ဆွဆွဲတာကြောင့်အဲ့ဒီဖျားเจ้าကိုအာဏာပိုင်တွေကစုံစမ်းစစ်ဆေးခဲ့ပါတယ်။တောင်ကိုရီးယားမှာအစာပြုခဲ့တဲ့အဲ့ဒီဖျားเจ้าဟာအစုလိုက်ပြုံလိုက်လက်ထပ်ထိမ်းမြှောက်မှုတွေအတွက်လူသိများပါတယ်။လက်ထပ်ထိမ်းမြှောက်မှုဟာစိတ်ဝိညာဉ်ကယ်တင်ရေးအတွက်အထူးကြတယ်ဆိုတဲ့သင်ကြားပြသမှုတွေကြောင့်အဲ့ဒီဖျားเจ้าဟာအာဘေးလှုပ်ကြံမခံရခင်တည်းကအငြင်းပွားစရာတွေရှိခဲ့ပါတယ်။အခုနှစ်မတ်လအတွင်းတိုကျိုမှာရှိတဲ့တရားရုံးတရုံကဒီဖျားเจ้าကိုဖျက်ဆီးဖို့အမိန့်ထုတ်ခဲ့ပေမဲ့
ဖះเจ้าကတရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ပြောဆိုထားပါတယ်။ဂျပန်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့အာဘေးရဲ့အဖိုးဖြစ်သူနိုဘူဆိုကီကီရှီဟာလည်းပဲသူ့ရဲ့ကွန်မြူနစ်စန့်ကျင်ရေးသဘောထားကြောင့်ပဲအဲ့ဒီဖះเจ้าနဲ့နှိစက်သူဖြစ်တယ်လို့သိရပါတယ်။အာဘေးကိုယ်တိုင်လည်းအဲ့ဒီဖះเจ้าနဲ့ပတ်သက်တဲ့အခမ်းအနားတွေမှာဟောပြောမှုတွေပြုလုပ်ခဲ့တယ်။ပြီးခဲ့တဲ့လကနာကြားမှုအတွင်းအာဘေးရဲ့ဇနီးကလင်သားတစ်ယောက်ဆုံးရှုံးရလို့ဝမ်းနေရတာဟာတက်တာသွားမှာမဟုတ်ဘူးလို့တရားရုံးကိုပြောကြားထားပါတယ်ရှင်။ဆက်လက်ပြီးတော့အမေရိကရောင်မိဘတွေကမွေးဖွားတဲ့ကလေးငယ်တွေမွေးရပါနိုင်ငံသားဖြစ်ခွင့်ရှိမရှိတရားရုံးချုပ်ကြားနာမယ့်အကြောင်းဖော်ပြပေးကြပါမယ်။အမေရိကမှာအကြောင်းမျိုးမျိုးနဲ့ရောက်ရှိနေတဲ့သူတွေကနေမွေးဖွားတဲ့ကလေးငယ်တွေအနေနဲ့မွေးနိုင်ငံသားဖြစ်ခွင့်ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်ပြည်ထောင်စုတရားရုံးချုပ်ကကြားနာမယ်လို့တာဝန်ရှိတဲ့သူတွေကဆိုပါတယ်။ဇန်နဝါရီလမှာရာထူးတာဝန်စတင်ထမ်းဆောင်တဲ့ပထမဆုံးနေ့မှာသမ္မတဒေါ်နယ်ထရန့်ကနိုင်ငံတွင်တရားမဝင်နေထိုင်တဲ့မိဘတွေကမွေးဖွားလာသူတွေအတွက်မွေးရပါအခွင့်အရေးနိုင်ငံသားဖြစ်ခွင့်ကိုအဆုံးသတ်ဖို့အမေတရက်ကိုလက်မှတ်ရေးထိုးခဲ့ပေမဲ့အောက်တရားရုံးများစွာကဒီလုံဆောင်ချက်ကိုတားဆီးခဲ့ပါတယ်။လက်ရှိမှာတော့အဲ့ဒီကိစ္စဖြစ်ပွားတာကိုကြားနာမယ်။နေ့ရက်ကိုတရားရုံးချုပ်ကမတတ်မှတ်ရသေးတယ်လို့ဆုံးဖြတ်ချက်ချမှတ်ဖို့လပေါင်းများစွာအချိန်ယူအောင်မှာဖြစ်ပါတယ်။တရားရုံးချုပ်ကဘလို့ပဲဆုံးဖြတ်ပါစေထရန့်ရဲ့လူမှုကြီးကြပ်ရေးနှိမ်နင်းမှုနဲ့အမေရိကန်နိုင်ငံသားဖြစ်ခြင်းရဲ့အတိတ်ပဲပေါ်အဓိကသက်ရောက်မှုရှိလာနိုင်ပါတယ်။နှစ်ပေါင်း160နီးပါးကြာအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့14ကြိမ်မြောက်ပြင်ဆင်ချက်မှာနိုင်ငံအတွင်းမွေးဖွားသူတိုင်းဟာအမေရိကန်နိုင်ငံသားဖြစ်တဲ့ဆိုတဲ့မူကိုချမှတ်ခဲ့ပြီးတော့တန်တမန်တွေနဲ့နိုင်ငံခြားစစ်တပ်တပ်ဖွဲ့ဝင်တွေကမွေးဖွားလာတဲ့ကလေးတွေအတွက်ကတော့ချွင်းချက်ဖြစ်ပါတယ်။ထရန့်ရဲ့အမိန့်မှာတော့အမေရိကန်မှာတရားမဝင်နေထိုင်တဲ့သူတွေဒါမှမဟုတ်ယာယီဗီဇာနဲ့နိုင်ငံအတွင်းရောက်ရှိနေတဲ့သူတွေရဲ့ကလေးငယ်တွေကိုနိုင်ငံသားဖြစ်ခွင့်ညှင်းပယ်ဖို့ရည်ရွယ်ပါတယ်။ဒါဟာလူမှုကြီးကြပ်ရေးစနစ်ကိုပြုပြင်ပြောင်းလဲဖို့အမျိုးသားလုံခြုံရေးနဲ့အများပြည်သူဘေးကင်းရေးအတွက်သိသာထင်ရှားတဲ့ချင်းချောက်မှုဖြစ်လာနိုင်တာကိုတိုက်ဖြတ်ဖို့ထရန့်အစိုးရကပုံမှန်ကျေပြန့်တဲ့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။အမေရိကတိုက်ပေါ်ကအဓိကတည်ရှိတဲ့အမေရိကန်ပြည်ထောင်စုကတော့မွေးဖွားသူတိုင်းကိုအလိုအလျောက်နိုင်ငံသားဖြစ်ခွင့်ပေးတဲ့နိုင်ငံပေါင်း30ကနေကတနိုင်ငံဖြစ်ပါတယ်။ဖက်ဒရယ်တရားရုံးတရားသူကြီးများစွာကတော့ထရန့်ရဲ့အုပ်ချုပ်ရေးအမိန့်ကိုတရားဥပဒေအရစိန်ခေါ်မှုတွေပြုလုပ်ပြီးတဲ့နောက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တယ်လို့ဆုံးဖြတ်ခဲ့ပြီးတော့ဖက်ဒရယ်အယူခံတရားရုံးနှစ်ခုကအမိန့်အာဏာတက်ရောက်ခြင်းကနေတားဆီးတဲ့တားမြစ်ချက်တွေကိုအတည်ပြုခဲ့ပါတယ်။ဒီနောက်မှာတော့ထရန့်ဟာတားမြစ်ချက်တွေကိုခုခံဖို့တရားရုံးချုပ်ကိုတွားရောက်ခဲ့ပြီးတော့အောက်တရားရုံးတွေကထုတ်ပြန်ထားတဲ့တားမြစ်ချက်တွေဟာအခွင့်အာဏာကိုကျော်လွန်ဆုံးဖြတ်ခဲ့တဲ့ကြောင့်တရားရုံးချုပ်ကဇွန်လအတွင်းမှာအမိန့်ချမှတ်ခဲ့ပေမဲ့မွေးရပါနိုင်ငံသားဖြစ်ခွင့်ပြဿနာကိုဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါဘူးရှင်။ဆက်လက်ပြီးတော့ရုံလောင်းသွားဖို့တဲ့တန်လင်းအောင်မြင့်ဖို့လူမှုကွန်ရက်ရင်တိမ်မှောက်ပြီးတော့အသင်းဥက္ကဋ္ဌတည်ဆုံတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်တိုင်းတန်လင်းမြို့နယ်ကနေမကွေးတိုင်းကိုရုပ်လောင်းသွားဖို့တဲ့ပရာဟိတရင်တိမ်မှောက်ရာကနေအသင်းဥက္ကဋ္ဌတည်ဆုံကြောင်းသိရပါတယ်။တန်လင်းမြို့နယ်ကအောင်မြင့်ဖို့လူမှုကွန်ရက်ကယ်ဆယ်အသင်းကတော့ပြီးခဲ့တဲ့နိုဘာ28ရက်ကမကွေးတိုင်းဘက်ကိုရုပ်လောင်းသွားပို့ပြီးတဲ့နောက်အပြန်တာညိုလန်းတနေရာမှာရင်တိမ်မှောက်ခဲ့တဲ့ကြောင့်ကားပေါ်ပါဥက္ကဋ္ဌဦးစိုးနိုင်ကဦးကြီးကန်းနဲ့တခြားအသင်းသားတအုပ်ဟာဒဏ်ရာတွေရရှိပြီးတော့ရန်ကုန်စေုံမှာစေကုသခံခဲ့ရကြောင်းနှိစက်သူတွေကဆိုပါတယ်။ဒီနောက်မှာတော့4ရက်ကြာဒီဇင်ဘာ2ရက်မနက်ပိုင်းမှာတော့အသင်းဥက္ကဋ္ဌဖြစ်သူဟာကွယ်လွန်ခဲ့ကြောင်းနှိစက်သူတွေကဆိုပါတယ်။မကွေးတိုင်းကိုတန်လင်းကဓာတ်ပေါ်တွေတေဆုံးရုံလောင်ပို့ပြီးတော့အပြန်လန်းပြင်တဲ့နေရာမှာမျက်ကွယ်ဖြစ်နေလို့မှောက်သွားတာလို့ပြောတယ်လို့နှိစက်သူကဆိုပါတယ်။အောင်မြင့်မို့လူမှုကူညီကယ်ဆယ်အသင်းရင်ကတော့တန်လင်းမျိုးနယ်မှာစေယုံကလူနာတွေကိုတခြားဒေသကိုမကြာခဏလွှဲပြောင်းပို့ဆောင်ပေးတဲ့ရေးပေါ်ကားတစ်စီးဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။